IBK ဘန်မှာအရင်တော့ဗန်မတ်စီလောက်ထားတယ်အရင်တော့ဗန်မတ်စီကြခဲ့တယ်ဒါပေမဲ့အခုနောက်ပိုင်းမကြတော့ဘာမှလည်းကိုမလုပ်လိုက်ဘူးဖုန်းနံပါတ်လည်းမပြောင်းလိုက်ဘူးဘာမှမလုပ်ဖ ೇನೆ အခုနောက်ပိုင်းဗန်မတ်စီကပို့မပေးတော့ဘာကြောင့်လဲအဲ့ဒါကတော့ IBK ဘန်ကနေပြီးတော့မှဗန်မတ်စီပို့မပေးတာမဟုတ်ပါဘူး IBK ဘန်ကဗန်မတ်စီပုံမှန်လေးပို့ပေးပါတယ်ဘယ်ဟာကကန့်တက်လိုက်လဲဆိုရင်ကျွန်တော်ဒီဖုန်းရဲ့ဒီ message software တဲ့နေမှာဒါတွေကို spam ဖြစ်တယ်ဆိုပြီးတော့ spam လို့သတ်မှတ်ပြီးတော့ဒါတွေကိုပြမပေးတော့ဘဲနဲ့ spam list တွေကိုထည့်လိုက်တာပါအဲ့တော့ဘယ်လိုဖြစ်လဲဆိုရင်ကျွန်တော်လည်းအရင်တော့ကIBK banking message ဗန် message ပေါ့နော်ငွေသွင်းငွေထုတ်လုပ်တဲ့အခါတိုင်းဗန် message ပို့ပေးပါဒါပေမဲ့အခုနောက်ပိုင်းပို့မပေးတော့ဘာကြောင့်လဲကျွန်တော်လည်းရှာရင်နဲ့အခုဘာတွားတွေ့လဲဆိုတော့ဒီ message software ထဲမှာ application ထဲမှာသူက spam list တွေကိုထည့်ထားတာပါဒီပုံမှန်ဝင်ကြည့်မယ်ဆိုရင်မတွေ့တော့ပါဘူးအဲ့ဒါကိုဘယ်လိုပြန်ဖော်ပြီးတော့ကြည့်မလဲဆိုရင်ဒါ message software တွေကိုဝင်လိုက်ပါဒီ application နဲ့ဝင်လိုက်မယ်ဆိုရင်ဒီညာဘက်အပေါ်ထောက်မှာ menu မြင်းသုံးချောင်းလေးရှိပါတယ်အဲ့ဒီထဲကိုဝင်လိုက်ပါအဲ့ဒီထဲမှာဆိုရင်ဒီ spam ဆိုတာလေးတွေ့ပါလိမ့်မယ် spam ဆိုတာလေးအဲ့ဒီကိုတစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီ spam ဖြစ်နေတဲ့ကျွန်တော်တို့ကိုပြမပေးတဲ့ message တွေဒီမှာတွေ့ရမှာဖြစ်ပါတယ်ဒီထဲမှာတချို့ဆိုရင် angel bond တွေရှောက်တဲ့အခါမှာမကြလာတဲ့အခါမျိုးတွေမှာဆိုရင်လေဒီထဲမှာဝင်ပြီးတော့တစ်ချက်စစ်ကြည့်ပေးပါအခုဆိုရင်ကျွန်တော်ရဲ့ IBK banking ဗန် message ကဒီထဲမှာရောက်နေတဲ့အတွက်အပြင်မှာကြမလာတာဖြစ်ပါတယ်အဲ့ဒါဆိုရင်ဒီကောင်လေးကိုကျွန်တော်တစ်ချက်ဝင်ကြည့်လိုက်မယ်ပေါ့နော်ဟုတ်ပါတယ်ဒီမှာကျွန်တော်ရဲ့ဗန် message တွေအားလုံးဒီထဲမှာရှိပါတယ်ဒါသူတို့ spam ဆိုပြီးတော့သတ်မှတ်ထားပြီးတော့ဒီသူဖုန်းကနေမှကန့်တက်လိုက်တာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဒါ spam မဟုတ်ပါဘူးဆိုတာလေးကိုဒါပြောပြရမှာဖြစ်ပါတယ်ဒါ spam မဟုတ်တဲ့အတွက် not spam ပေါ့နော်ဒါပြီးရင်move to message ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဗန် message ကပုံမှန်ပြန်ဖြစ်သွားမှာဖြစ်ပါတယ်အဲ့ဒီခု spam တွေကသူ auto ဖြစ်နေတယ်ဒီ setting ထဲမှာသူ auto ပေါ့နော် system နဲ့မှာဖွင့်ပေးထားတာအဲ့ဒါကိုဒီ spam message တွေမဖြစ်အောင်ဟိုနောက်တစ်ခါတွေမှာလည်းဒီလိုမျိုးတွေမကြုံအောင်ဘယ်လိုလုပ်မလဲဆိုရင်ဒါဒီခုန menu လေးကိုပဲနှိပ်လိုက်ပါတော့နှိပ်ပြီးတော့မှဒီ manage filtering ဆိုတာရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်ဆိုရင်ဒီ setting ထဲကိုရောက်သွားမှာပေါ့နော် setting ထဲမှာရောက်သွားပြီဆိုရင်ဒီမှာ filter span ဆိုတာရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့အခုကကျွန်တော်ဖွင့်ထားတဲ့အနေအထားမှာဖြစ်တဲ့အတွက်ခုနကဒီ ban message တွေ span ထဲကိုရောက်နေတာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ပိတ်လိုက်မယ်ဆိုရင်ဒါနောက်ဒီလိုမျိုးspan ထဲကိုmessage တွေကဝင်သွားမှာမဟုတ်တော့ပါဘူး Android တွေလည်းအတူတူပဲလို့ထင်ပါတယ်ဒါကတော့ကျွန်တော် iPhone နဲ့လုပ်ပြပါဘောเนาะ Android